အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ NSPDR ကနေပြန်လည်ကြိုဆိုပါရစေဒုတိယကမ္ဘာစစ်တွင်းကအမေရိကန်စစ်သားတွေကိုမင်းတို့စစ်မီမြေထဲမှာဘယ်လဲနဲ့ကိုအယူချီဆုံးလို့လိုက်မေးရင်အဖြေကဘူဒန်တင်တဲ့ M1 Grand တနက်ကြီးမဟုတ်ပါဘူးအောက်ဖို့ကောင်းတာကစစ်သားအများစုဟာပို့ဖို့ပွားတဲ့ဒရဆာပြစ်ကတ်နေတဲ့တနက်အသေးလေးတစ်လက်ကိုပဲအလူရွေးချယ်ခဲ့ကြပါတယ်အဲ့ဒီလက်ကတော့တိုက်ပွဲများစွာမှာတမိုင်းတွင်ခဲ့တဲ့ M1 ခါပိုင်ပဲဖြစ်ပါတယ်1930ကျော်ကာလတွေတုန်းကအမေရိကန်စစ်တပ်ရဲ့အဓိကလက်နက်က M1 Grand ဖြစ်ပါတယ်ဒါပေမဲ့ပြဿနာက M1 Grand ကအရန်လီပြီးရှီလောတဲ့အတွက်ရှီတန်းကစိတ်တက်သားတွေအခြေပြဆက်သွယ်ရေးသမားတွေနဲ့အမြောက်တက်သားတွေအတွက်သက်ဆိုင်တဲ့အရန်ဒုက္ခများပါတယ်ပြင်ဆိုကြတော့လည်းဝေးပြလို့မရပြန်ပါဘူးဒါကြောင့်စိတ်တန်းကနေပြင်ဆိုတဲ့ဝေးပြနိုင်ရမယ်ဒါပေမဲ့ RAM သနက်တဲ့အများကြီးပေါ်ပါရမယ်ဆိုတဲ့နည်းနည်းတစ်လက်ကိုအရေးပေါ် order မှာခဲ့ပါတယ်ဒီလိုနဲ့နာမည်ကြီး Winchester Company ကနေ1941ခုနှစ်မှာ M1 ကပိုင်ကိုစာတမ်းထုတ်လို့နိုင်ခဲ့ပါတယ်ဒီနက်ဟာအလေးချိန်9ပေါက်ခဲပဲရှိပြီး M1 Grand ရဲ့အလေးချိန်တဲ့ထက်ဝက်နီးပါးပေါ်ပါပါတယ်သူတို့နဲ့ကြီးစံကလက်သမား30ကပိုင်ကြီးမျိုးစားဖြစ်ပြီးကြီးထဲမှာ15နှစ်ကနေတောက်30အထိထည့်သွင်းသုံးပြုနိုင်ခဲ့ပါတယ်စစ်ပြည်မှာစမ်းသုံးကြည့်တဲ့အခါပုံပါပြီးပြရတာရမ်းငြိမ်တဲ့အတွက်တာမန်ချင်းလေးစစ်သားတွေမကပန်းဒီဒီစစ်သားတွေကြမှာပါရေပန်းအစားဆုံးဖြစ်သွားခဲ့ပါတယ်သူရဲ့ထူးခြားတဲ့အလုပ်လုပ်ပုံစံကတော့ short stroke gap piston မျိုးစားဖြစ်ပါတယ်ကြီးစံပေါက်ကွဲထွက်သွားတဲ့အခါထွက်လာတဲ့ gang ငွေချိုးကပြောင်းဝအောက်က piston သေးလေးကိုအနောက်သို့ပြန်တွန်းကန်ပေးပါတယ်အဲဒီတော့ကအမတ်တစ်စစ်ဘောတနတ်မောင်တို့ကိုနောက်ဆုံးစီပြီးကြီးခွန်အဟောင်းကိုအလိုအလဲထုတ်ပြကကြီးတဲ့တော့ကိုအထက်သို့ပြန်မောင်းသွင်းပေးတော့ဖြစ်ပါတယ်ဒီစနစ်ကြောင့်ပဲတနတ်ဟာပေါ့ပေါ့ပေါ့နဲ့တရဆာပြီးခတ်နိုင်ပြီးပြရတာအရန်တည်ငြိမ်မှုရှိခဲ့ပါတယ်အမေရိကန်ပိုင်းရဲ့အဓိကအလုပ်လုပ်ပုံစံဖြစ်တဲ့ short stroke gap piston ကိုဘယ်သူတင်ခဲ့လဲသိရင်အားလုံးပါဇက်အောင်သားဖြစ်သွားပါလိမ့်မယ်ဗျာအဲ့ဒီစနစ်ကိုဒီဇိုင်းဆွဲသူကတော့လူသားမှုနဲ့ထောင်ဒဏ်အနည်း30ချမှတ်ခံရတဲ့ David Marshall Williams ဆိုတဲ့အကြီးသားတစ်ယောက်ပဲဖြစ်ပါတယ်သူဟာထောင်ထဲမှာပဲအမိုက်ပုံတွေကပစ္စည်းတွေအနုအစားတွေကိုသုံးပြီးဒီစနစ်ကိုစတင်ပုံဖော်ခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာ Winchester Company ကသူ့ရဲ့အရေးချင်းကိုသဘောကျပြီး company မှာအလုပ်ကခဲ့ပါတယ်သူ့ရဲ့ဒီဇိုင်းကိုလည်း M1 ကပိုင်မှာထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်M1 ကပိုင်ဟာ festival သမုဒ္ဒရာကကျောင်းစုတွေရဲ့တော်လိုင်းတိုက်ပွဲတွေမှာသူ့ရဲ့ဆောက်ဆောက်ရေးကိုပြပြသနိုင်ခဲ့ပါတယ်။ညာသူနဲ့အနီးကရင်ဆိုင်ရတဲ့အခါဒရန်ဆာပြန်လည်ထူပြန်တဲ့ဆန်းကအဆင့်မြင့်မှလောပါတယ်။ဒါပေမဲ့ကိုရီးယားစစ်ပွဲရောက်တဲ့အခါမှာတော့အားနည်းချက်တစ်ခုပေါ်လာပါတယ်။အဲဒီလွန်ခဲ့တဲ့သူတို့မှာတနန်းကဂျာဖြစ်တတ်တယ်လို့ညာသူတွေကအဝစားတူကြီးတွေဝတ်ထားတဲ့အခါမှာဒီဆိုင်ရဲ့ဖြစ်စည်းနိုင်စွမ်းကအင်တာနက်မပြေးထန်တော့ဘူးဆိုတဲ့အကြောင်းမှုတွေရှိခဲ့ပါတယ်။ M1 ကပိုင်ဟာအမေရိကန်စစ်သားတွေနဲ့ယူသောဖက်တာမဟုတ်ပါဘူး။ရာသူဂျာမနီတပ်တွေနဲ့ဂျပန်တပ်တွေကအမေရိကန်စစ်မြေပြင်ကနေတနက်တစ်ခုသိမ်းဆည်းရမိတဲ့အခါမိမိတို့ရဲ့ကိုပိုင်လက်နက်တွေထက်ဒီ M1 ကပိုင်သေးလေးကိုပဲလူရက်ပြီးဦးစားပေးကန်ဆယ်လိုက်ကြပါတယ်။စစ်မြေပြင်မှာပိုပြီးတော့ဆင်ရောက်လွယ်ခွအောင်ဒီဒီစစ်တပ်သားတွေအတွက် M1A1 ကပိုင်ဆိုတဲ့ version ကိုထိတာထုတ်လုပ်ခဲ့ပါတယ်။သူကတော့တနက်တွေကိုတာကိုတန်နဲ့လုပ်ထားပြီးဘေးကခေါက်လို့ရတဲ့ floating store စနစ်ဖြစ်ပါတယ်။ DDCB ခုံကြတဲ့အခါကိုမှကချီသွားလို့ရအောင်ဖန်တီးတာဖြစ်ပြီးဒီနေ့ခေတ်တနက်ဒီမှာမြည်တွေ့နေရတဲ့ခေါက်တွေစနစ်တွေရဲ့အဖို့အီလိုတောင်ပြောလို့ရပါတယ်။အနယ်ချဲချို့ရှိခဲ့ပေမဲ့လည်းဒုတိယကမ္ဘာစစ်တွင်းမှာလည်းအလဲရေ6သန်းကျော်ထိထုတ်လုပ်ခဲ့ရပြီးအမေရိကန်သမိုင်းမှာထုတ်လုပ်ရဆိုတဲ့တစ်ခုဖြစ်ခဲ့ပါတယ်။ပေါ်မချင်းမြန်ဆန်ချင်းနဲ့စိတ်ချအချင်းတွေအမှန်ကပိုင်ရယနေ့ခေတ်ဒီကမ္ဘာအကောင်းဆုံးသမိုင်းဝင်တဲ့စီးရီးမှာထိန်ဆိုးကပါဝင်နေဆက်ဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျနေတဲ့ရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးတော့တောင်းဆိုရရစီဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဘေးကင်းလို့ကြုံကြပါစေဗျာ။